မင်္ဂလာရှိသောနေ့ထူးနေ့မြတ်ဒီချိန်ခါလာရောက်ဆောင်နဲ့ညလာပုံပမာတရားတရားကနေလူရကြတဲ့အလူတော်မင်္ဂလာဆောင်လာတော်ဝေးပါကြီးနွားအသေးဘဝနှလုံးအေးရလို့သာဝေနေရမိခိုင်ရင်တွေကပူတဲ့မြတ်တာပါဆရာသမားများရဲ့တင်ချလိုက်တဲ့ဒီအတန်းနဲ့သာမြစ်တာရည်သေးဖြန်းပေးပရာများကလည်းကင်းဝေးသေးမှာစီးပွားရေးတည်ရတိုးလို့အလူရန်များလည်းလူရန်ရမှာဆရာတော်ဘုရားလေးတမ်းပါသေးရာအလူရှင်များလည်းချမ်းသာသေးညာဒီညချိန်ခါရွှေလန်းရသေးကြောင်းရှင်မိဘများအတွက်ဆုတောင်းမေတ္တာတေပနာပါ